Hello ဟုတ်ကဲ့ဟုတ်ကဲ့ဖုန်းခေါ်တယ်လို့ပါဟုတ်ပါတယ်ဦးနှစ်လင်းအောင်ဖုန်းဘလော့ထားလားစမ်းကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ကဲ့ဘယ်လောက်ထားရဘယ်လိုလဲမသိဘူးနော်မသိကျင်လို့လေဖုန်းဆက်ကြည့်တာပါဟုတ်ကဲ့ပါအော်ဟုတ်ဘာကြောင့်ဘလို့လဲတော့မသိပါဘူးဗျာအော်အတောင်းမရှိလို့လေဘယ်လိုလဲဆိုတာဟုတ်ပါပြီဗျာရေးရှိလို့လားဘာနဲ့လက်ရှိလို့လဲရေးကြီးရဆိုတဲ့ဟာလည်းတော့ပိုရေးကြီးပါတယ်ဟုတ်ကဲ့ဒါမဲ့ရေးကြီးရလူတော့ပါပဲမိတော့ရေးမကြီးပါဘူးအော်โอเคဆိုလေပြီးတာပဲဟုတ်ကဲ့ဒီမှာကလောရောက်နေရယ်ဟုတ်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီပေါ့ပြည့်ပြည့်သားပြောဘာပြီးလို့ဖုန်းဆက်တာလဲဟာမင်းနဲ့ကျုံးတဲ့ကျမ်းမှာဖုန်းမဆက်ရဘူးလားဟိုတနေ့ကပဲပတ်စံ330ခီးထုတ်ကိုပေးလိုက်တဲ့လူတယောက်ကအဲ့ဒီနောက်ဘာမှဖုန်းဆက်စရာမလိုတော့ဘူးလားမဖွင့်သေးဘူးကိုရပါမလားခဏလေးပြောလိုက်စမ်းပါကိုခဏလေးစပီကာဖွင့်ပြီးပြောလိုက်စမ်းပါတတိရှိနဲ့ဘာလို့ဒီမှာပြောရမှာလဲပြောရမယ်လေမင်းအောက်စပွန်ဆာလိုဖာခံလိုနဲ့မင်းဆက်သွယ်ထားတာလေဟာပြောပါဦးမင်းကငါ့ကိုအချီကိုသိန်း100နဲ့ဆက်သွယ်ထားတာလေဟုတ်ပြီဒီမှာရန်ကုန်ပြန်တွေ့မယ်နော်ကိုခဏလေး Hello ဟုတ်စပီကာ Hello မင်းတို့လည်းဘာပြောရမှာလဲကိုရဲ့ဖေမင်းဘာပြောချင်လဲဖေမင်းဘာပြောချင်တာဘာပြောရမှာလဲရောငါမင်းမကိုမေးလိုက်ရောမင်းမနဲ့ငါနဲ့စပွန်ဆာမနေ့ကတနေ့လုံး300ကျော်စပွန်ဆာပေးထားတာရောဟုတ်လားဟုတ်ပါမင်းဘာလို့ကျင်လဲငါစီမှာတောင်းလိုက်ငါထောက်ထားတွေကုန်ပေးမယ်โอเคဟုတ်ပြီကိုဘယ်လိုစပွန်ဆာမျိုးပေးမင်းဘာလို့ကျင်လဲမင်းလို့ကျင်လိုက်ကိုခဏလေးဟုတ်ပြီကိုကျွန်တော်အခုဖုန်းဆက်မယ်ကိုโอเคအဲ့ဒါလေးကြည့်ကြလို့ပါဟုတ်โอเคမင်းကြိုက်ဆက်လို့ရတယ်နော်ဟုတ်ကဲ့ကိုကျေးဇူးပါမဟုတ်ကျွန်တော်အဲ့ဒါလေးကြည့်ချင်တာဗျာအားနဲ့ဘယ်လိုပတ်လဲဆိုတော့ထောက်ထားပါပေးမယ်ဟုတ်ကဲ့ကိုဟုတ်ကျေးဇူးပါကိုအေးဟုတ်ပြီအေးကျွန်တော်အဲ့ဒါလေးကြည့်ချင်လို့ပါဟုတ်ကဲ့အေးမင်းတော့ငါနာမည်တော့မသိဘူးလားမင်းเจ้าအေးသွဲပြောနေတော့ငါကြားနေတယ်ဟုတ်ကဲ့ကိုဟုတ်ကဲ့ပါမင်းနဲ့ကွဲပြီးမှမင်းကဒုတိယကြီးသားလို့ပြောတယ်ကွာဟုတ်ကဲ့ကိုဟုတ်ဒီမှာကြီးသားတော့ကဲမေးလို့လေဦးမလေးပြောပါဗျဦးနေရရန်ကုန်မှာဘယ်နေ့အားလဲရန်ကုန်မှာဘယ်နေ့အားလဲဆိုတော့ပြောစရာမရှိဘူးလေမင်းနဲ့ငါလည်းစကားပြောစရာအကြောင်းကမရှိတော့ဘူးလေဒါပေမဲ့ဘာပြောရှိပါတယ်အခုကဦးနေလျောင်က3000စီကျမစပွန်ဆာယူထားရတယ်ဆိုတော့ကျမမိသားစုကဦးနေလျောင်ထားလိုက်ပါဟာလေဒီမှာစကားပြောရအောင်ဟုတ်လေစကားပြောဖို့ဆိုတဲ့ကိစ္စမင်းမဟုတ်ဘူးလားလို့ညင်းလိုက်တယ်ကွာကျမစပွန်ဆာယူထားတော့မဟုတ်ဘူးလေဦးနေလျောင်စပွန်ဆာယူထားမဟုတ်ဘူးဆိုတာငါမင်းကိုမလုပ်တာတစ်ခုပဲရှိတာလေမင်းလည်းအန်ကလီမှာ2ညဟိုတယ်မှာချိန်တယ်နော်ဘန်ကောက်သွားဖို့ချိန်တယ်အဲ့ဒီချိန်မှာငါလက်မခံခဲ့တာတွေပဲကြည်တာလေအဲ့တော့ငါပေးထားတဲ့ဘက်ဦးနေလျောင်ထောက်ထားတယ်ကွာကိုမန္တလေးမှာမနေ့ကမက်ချ်လာ25 26 29မှာပြန်လာတယ်ဟိုတယ်က IB ဟိုတယ်ဟိုမှာသွားပြီးတော့အဲ့စင်းမှာရတယ်လေဦးနေလျောင်ပြောဦးနေလျောင်အမျိုးသမီးရောဦးနေလျောင်ရောကျမရဲ့ဒီကားနေရောပေါ့နော်ကျမတို့တွေ့စင်တယ်ကျမဖုန်းနဲ့ပြောတာဘာမဝင်ဘူးဖုန်းနဲ့ပြောတာဘာမဝင်ဘူးလောဆယ်ငါကလောရောက်နေတဲ့အတွက်ကြောင့်မလို့ငါအပျော်ရမလားလို့လုပ်တဲ့လုပ်ပဲလေအဲ့တော့ရတော့ဟိုတယ်လို့မှပဲကြည့်လိုက်လေကွာမင်းစဉ်းစားကြည့်တာလေဟဲ့ဦးနေလျောင်မင်းကဖိုးတော်ဒီမှာလေငါဖိုးသူဒီမှာတဲတယ်လေ23ရက်စတဲတယ်ကွာငါတို့မင်းနဲ့တိုင်းမှာစကားပြောမယ်ဦးနေလျောင်ငါမျိုးရောက်တာမရောက်တော့မင်းအောင်မင်းဆုံးစဉ်းစားโอเคငါအပြင်မှာလေစဉ်းတွေ့ပြပဲစကားပြောနေတယ်ဦးနေလျောင်ဟယ်လိုငါအပြင်မှာလူချင်းတွေ့ပြပဲစကားပြောနေတယ်နင်းနဲ့ငါပြောစရာဘာကြောင်းမှမရှိတော့ဘူးငါဟယ်လိုအခုသိသွားပြီအခုနင်းပြောတဲ့စကားတွေအကုန်လုံးသိသွားပြီဘာရှိတယ်လို့ငါပြီးတော့ညမလားလို့လုပ်တယ်နေကကောင်းမနဲ့နေချင်တာမပြောနဲ့နေခုပြီးနေတဲ့ကောင်ကငါပေးရတာနေကိုလေရောငါလာတွေ့မယ်နေပေး